AutoCAD ထဲမှာ layout ချိန်ပြီး soft copy အနေနဲ့ plot လိုက်တဲ့ file တွေကို print out တဲ့အခါ paper ပေါ်မှာ line နားသက်လေးတွေထင်ရှားပြတ်သားအောင် print paper ပေါ်မှာကြည့်ကောင်းအောင် Photoshop နဲ့ retouch လုပ်မယ် AutoCAD ထဲမှာ layout ထုတ်ထားတဲ့ file တွေကအများကြီးဆိုတော့ Photoshop ထဲမှာလာပြင်တဲ့အခါ retouch လုပ်တဲ့အခါတစ်file ပြီးတစ် file လုပ်နေလို့ရှိရင်အချိန်ကြန့်ကြာတဲ့အတွက်တစ် file နဲ့ကိုပဲပြင်ချင်တဲ့အဆင့်လေးတွေကိုပြင်သွားမယ်ပြင်လိုက်တဲ့အဆင့်လေးတွေကို action ကိုသုံးပြီးတော့ record လုပ်ထားမယ်ဒီ file ပြီးလို့နောက် file တွေကိုပြင်ချင်တဲ့အခါကျတော့အခါလုပ်စရာမလို record လုပ်ထားတဲ့ step တိုင်းပဲ play လိုက်တာနဲ့ပြင်ထားပြီးသားဖြစ်သွားမယ် action panel ကမရှိဘူးဆိုလို့ရှိရင် window menu တွေကနေခေါ်လို့ရတယ် create new set button ကိုနှိပ်မယ် name ကိုနှစ်သက်ရပေးလို့ရတယ်ခုတော့ set 3လို့ပဲပေးလိုက်တော့မယ် action ကိုခေါ်မယ် create new action 3ပြောင်းလိုက်မယ်ခုနမှပေးလိုက်တဲ့ set 3အောက်ကိုရောက်သွားမယ်ပြီးရင် record နှိပ်ပြီးတာနဲ့မမားအောင်သတိထားပြီးလုပ်သင့်တယ်ညံစရာမလိုဘူးကိုပြင်ချင်တဲ့အဆင့်လေးတွေအတိုင်းမှန်သွားအောင်တစ်စင်ပြီးတစ်စင်ပြင်သွားရုံပဲဒါဆိုအခု record စနှိပ်မယ်Photoshop မှာအဓိကအလုပ်လုပ်တဲ့ layer မှာ background က lock ကျနေတာဖြစ်တဲ့အတွက် background ကို lock ပြီးမယ် lock icon ကိုပဲနှိပ်လိုက်တော့မယ်မူလ layer နဲ့နောက် layer နဲ့နှိုင်းယှဉ်ခြင်းလို့လက်ရှိ layer ကို layer copy ယူမယ် layer copy ယူခြင်းနဲ့ဆိုရင် shortcut က Ctrl နဲ့ J နှိပ်လို့ရတယ်အဲ့လိုမှမနှိပ်ချင်ရင် layer ပေါ်မှာ right click duplicate layer နဲ့ layer copy ယူလို့ရတယ် layer copy ရဲ့နာမည်ကိုမပေးတော့ဘူးဒီတိုင်းပဲထားလိုက်တော့မယ် okay ပထမဆုံး image menu တွေက adjustment တွေကလင်းချင်းမောင်းခြင်းနဲ့သက်ဆိုင်တဲ့ exposure နဲ့ပဲပြင်ကြည့်မယ်လုံဆောင်ချက်တွေအများကြီးရှိပြီမယ် gamma correction ကို adjust လုပ်ကြည့်မယ်1တန်ဖိုးထက်နည်းကြည့်မယ်နည်းလိုက်တယ်ဆိုရင်ဆွဲထားတဲ့ line တွေကပို့ပြီးတော့ထင်ရှားလာတယ်ထင်းလာတယ်အရင်ကြီးထင်းသွားတာကိုမကြိုက်လို့ထိန်းကျင်နေဆိုရင် 0.85 လောက်ပေးကြည့်ရော preview on off 0.85 လောက်ထားလိုက်မယ်ဒါကတော့ကိုနှစ်သက်တယ်လို့ကိုထင်းကျင်တဲ့တန်ဖိုးတိုင်းထပ်ထားလို့ရတယ်အခုတော့ 0.85 နဲ့ပဲ okay နောက်တစ်ဆင့်ပြင်ဖို့အတွက် layer copy မြူတော့ဘူးဒီအဆင့်မှာပဲဆက်ပြင်သွားမယ် image menu တွေက adjustment တွေက color balance color မှာ shadow middle highlight ဆိုတော့လင်းတဲ့ဘက်ကိုသွားချင်လို့ highlight ကိုရွေးချယ်လိုက်မယ်ဘာမှမရှိတဲ့ paper ကြီးမှာ color လာပြင်နေဆိုတာက